ရှိသောဦးနိုင်လင်းတို့၏သားမောင်ထပုံးကန်စုရန်ခေါက်ကိုင်းစပိုင်းစီတို့ပြီးသားမှာမောင်ထပုံးကန်ခဏလေးဒီသမားစုတမန်ရရှိသောမောင်ထပုံးကန်စုရန်သိပ္ပံဘာသာဒုစုစုရရှိသောဦးသားစိုးသား၏သမီးမတ်စိုးသစဉ်စုရန်အင်္ဂလိပ်စာဒုစုစုရရှိသောဦးမောင်မောင်နိုင်၏သားမောင်အောင်ဖြိုးဦးစုရန်သိပ္ပံဒုစုစုရရှိသောဦးဟန်ဝင်းအောင်၏သမီးမတ်ဘူးတရာအောင်စုရန်သင်္ကြန်ဒုစုစုရရှိသောဦးမျိုးမင်းတို့၏သမီးမခိုင်နယ်ထုံးစုရန်သိပ္ပံဒုစုစုရရှိသောဦးကျော်စွာရဲညို၏သမီးမစိုးပြည့်သီတာကျော်စုရန်ယခုလိုသူများကိုကြည့်နေပေးပါတော့ဆရာမတော်ကလေးနဲ့ဆရာကျေးဇူးတူပင်တင်ရှိပါရရှင်